2026ရောက်နေပြီယခုအချိန်ကြီးကိုယ့်ရဲ့ skin type ကိုမခွဲခြားတတ်ဘူးဆိုရင်အလွယ်ကူဆုံး skin type ခွဲခြားနည်းလေးကိုမြတ်ဒီနေ့ပြပြပြီးသွားမှာဖြစ်ပါတယ်အဲ့တော့မနက်ခင်းပိုင်းမှာမျက်နှာတစ်ပါမျက်နှာတစ်ပြီးတော့အချိန်တစ်နာရီထားရမယ်အဲ့တစ်နာရီအတော်တင်မှာဘာ skin care product မှာမလိမ့်နဲ့ဘာ cosmetic မှာလည်းမလိမ့်ပဲနဲ့ထားပေးရမှာဖြစ်ပါတယ်အဲ့တော့မျက်နှာတစ်နာရီပြည့်သွားတဲ့ခါမှာကိုယ့်ရဲ့မျက်နှာတစ်ပြင်လုံးကအဆီတစ်အရမ်းပြတ်နေပြီဆိုတော့ဒါက white skin ပဲဖြစ်ပါတယ်တချို့သူတွေကကြတော့မျက်နှာတစ်ပြင်တော့တင်းတင်းကြပ်ကြပ်၆၆ကြီးဖြစ်နေတယ်ဆိုတော့ဒါ dry skin ပဲဖြစ်ပါတယ်တီစုံဆိုတာနှစ်ဖူးနဲ့နှာခေါင်းဆိုတာတီစုံလို့ခေါ်ပါတော့ဒီတီစုံနေရာတွေကအဆီတွေအရန်ပြန်ပြီးတော့ကျန်တဲ့မျက်နှာတစ်ပြင်လုံးကကျန်တဲ့နေရာတွေကကြတော့ဘာမှမဖြစ်ဘူးဆိုရင်ဒါက combination skin ပဲဖြစ်ပါတယ်မျက်နှာက product တစ်ခုကိုလိမ့်လိုက်တဲ့အခါမှာအရန်ကိုပေါ့နော်နီလာတယ်ရားလာတယ်เนาะ sensitiveသမားတွေပဲဖြစ်ပါတယ်ပေါ့နော်ဒါကထိကြိုက်မခံတဲ့အသားရှည်တွေကိုပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကကြတော့ဒီတနားရီအချိန်ထားပြီးအကောင်ကိုယ့်ရဲ့မျက်နှာကဘာမှမဖြစ်ဘူးပုံမှန်တိုင်းလေးပဲဆိုရင်ဒါ normal skin ပဲဖြစ်ပါတယ် normal skin ကိုပိုင်ဆိုင်ထားတဲ့သူတွေကအရန်ကိုကံကောင်းတဲ့သူတွေပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်ယူရိုရဲ့မျက်နှာအတိုင်းလေးကိုခွဲခြားလိုက်မယ်လို့မျှော်လင့်ပါတယ်ခွဲခြားတက်လိုက်မယ်လို့မျှော်လင့်ပါတယ်ယူရိုရဲ့မျက်နှာအတိုင်းကိုလည်းမှန်းခဲ့ပါအောင်နော်ဒီဗီဒီယိုလေးကယူရိုအတွက်အသုံးဝင်နေဆိုရင်လိုက်ရ follow လေးလုပ်သွားပေးပါအောင်နော်နောက်ရက်တော့ဗီဒီယိုမှာပြန်လည်ဆုံကြပါအောင်မယ် bye bye